ထမဆုံးရုပ်ရှင်ပွဲမှာဆရာဖြစ်သူစီကနေ surprise ကလေးရခဲ့လို့အတိုင်းမသိပျော်ရွှင်နေတဲ့တဲ့တဲ့ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဘလောက်ပဲအောင်မြင်နေပါစေဆရာအပေါ်မှာတည်တက်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတာမို့တဲ့တဲ့ကတော့တနေ့တခြားအောင်မြင်မှုတွေရနေတာလို့ဆိုရမှာပါပဲနော်တဲ့တဲ့ကတော့တနေ့တခြားအောင်မြင်မှုတွေရလာပြီးမြဲဆရာဖြစ်သူကတော့မပြတ်ပဲအလေးနဲ့ထားသူတယောက်ဖြစ်ပါတယ်အလားမဲ့ပြိုင်ပွဲပြီးသွားပြီမြဲသူ့ကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့ဆရာဖြစ်သူရဲ့ဇာတ်ကားကိုနားထောင်တတ်သူတယောက်လည်းဖြစ်ပါတယ်တပည့်ကောင်းတယောက်ဖြစ်တဲ့တဲ့တဲ့ကလည်းဆရာဖြစ်သူရဲ့လမ်းညွှန်မှုအတိုင်းအနုပညာအလုပ်တွေကိုလုပ်ကိုင်းတယ်လို့ဆရာဖြစ်သူထူအန်လွင်ကလည်းသူ့ကိုသမီးတယောက်လိုချစ်ခင်ပေးနေကြတာလည်းဖြစ်ပါတယ်အမြဲတမ်းကြည်လိုက်တိုင်းချစ်ချစ်ခင်ခင်ရှိကြတဲ့သူတို့ဆရာတပည့်တွေကိုကြည့်ပြီးပရိသတ်တွေကအပြောကူးဆက်နေကြရတာလည်းဖြစ်ပါတယ်တဲ့တဲ့ကတော့ဆရာရဲ့လမ်းညွှန်မှုတွေကြောင့်အလားမဲလောကမှာရောတရုတ်ဆောင်နေပေမှာပါခြေဆက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်တဲ့တဲ့ကအလားမဲလောကမှာအရေးချင်းရှိတဲ့အလားမဲတယောက်အဖြစ်နာမည်ကြီးသူတယောက်ဖြစ်တယ်လို့တရုတ်ဆောင်နေပေမှာပါတဟုံတို့အောင်မြင်လာသူတယောက်လည်းဖြစ်ပါတယ်တဲ့တဲ့ကအသက်ငယ်ပြီးမဲ့အရေးအချင်းတွေ confidence တွေကတော့ပြောစရာမလိုအောင်ပါပဲနော်ယုံကြည်မှုအပြည့်နဲ့အလားမဲလောကကိုဝင်ရောက်ခဲ့တဲ့တဲ့ကအခုဆိုရင်တရုတ်ဆောင်လောကမှာပါနေရာရလာခဲ့ပါပြီနော်အလားမဲပြိုင်ပွဲပြီးကလေးကဇကားရီဇက်တိုက်ဆိုသလိုရိုက်ကူးနေရတယ်လို့မကြခင်မှာပဲသူ့ရဲ့ပထမဆုံးရုပ်ရှင်ဇကားကြီးကရုံတင်ခွင့်ရတော့မှလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့သူ့ရဲ့တရုတ်ဆောင်ချက်တွေကိုမမြင်ရသေးပေမဲ့အရာရာမှာထူးချွန်တဲ့တဲ့တဲ့တယောက်တရုတ်ဆောင်လောကမှာလည်းအောင်မြင်မှတည်ကြရဲဆိုပြီးထင်ကြီးပေးနေကြပြီလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့သူ့ရဲ့ဇကားတွေကိုတေချာမကြည့်ရသေးလို့ထင်ကြီးသာပေးနေရပြီမဲ့အတူတူရိုက်ကူးနေတဲ့အမှုပညာရှင်တွေကတော့တဲ့တဲ့ကိုချီးကျူးနေကြပါပြီတဲ့တဲ့ကຫນွေနှောင်းတဲ့အလားမဲတယောက်တရုတ်ဆောင်အသေးတယောက်ဖြစ်ပြီးမဲ့ထင်မထားလောက်အောင်တရုတ်ဆောင်နိုင်နေဆိုပြီးချီးကျူးစကားဆိုနေကြပြီလည်းဖြစ်ပါတယ်အဲ့လိုချီးကျူးစကားတန်တွေကြောင့်ပရိသတ်တွေကတော့မကြခင်မှာယုံတင်မဲ့တဲ့တဲ့ရဲ့ဇကားကိုစောင့်မျှော်နေကြပြီလည်းဖြစ်ပါတယ်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအပြည့်အဝရထားတဲ့တဲ့တဲ့ရဲ့ပထမဆုံးဇကားဖြစ်တဲ့အထာရောထားဆိုတဲ့ရုပ်ရှင်ဇကားကြီးကမကြခင်မှာယုံတင်ပြသခွင့်ရတော့မှလည်းဖြစ်ပါတယ်မကြခင်ရပိုင်းအတွင်းမှာယုံတင်တော့မှဖြစ်တဲ့တဲ့တဲ့ရဲ့ရုပ်ရှင်ဇကားကြီးအတွက်အားလုံးကရင်ခုန်နေကြသလိုဆရာဖြစ်သူကလည်းရင်ခုန်နေမှအသေးချပါပဲသမီးတယောက်လိုချစ်ရတဲ့တပည့်မလေးကသူ့ရဲ့လမ်းညွှန်မှုအောက်မှာနေရင်မင်းသမီးဖြစ်လာခဲ့တာမို့ထူးအလွင်ကတော့အတိုင်းမသိပျော်ရွှင်နေမှအသေးချပါပဲကာယကံရှင်ဖြစ်တဲ့တပည့်နဲ့အတူဇကားယုံတင်တာကိုစောင့်ဆိုင်ရင်တပည့်ကျော်ရဲ့ပထမဆုံးဇကားကြီးအတွက်ထူးထူးခြားခြားနဲ့အမှတ်တရဖြစ်အောင်ဂုဏ်ပြုပေးခဲ့ပြီးလည်းဖြစ်ပါတယ်ဆရာထူးကတော့တတဲ့ရဲ့ပထမဆုံးဇကားကြီးကိုအမှတ်တရဖြစ်အောင် surprise ပေါင်းနဲ့ဂုဏ်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်တတဲ့ကတော့အထာတော့ထားဆိုတဲ့ရုပ်ရှင်ဇကားကြီးအတွက် family show တက်ရောက်နေချိန်မှာဆရာထူးက surprise gift ပေးခဲ့တာလည်းဖြစ်ပါတယ်ဆရာထူးကတော့အောင်မြင်ရေးလမ်းကြောင်းပေါ်ရောက်နေပြီမြဲကလေးစိတ်မပြောက်သေးတဲ့တပည့်မလေးရဲ့အကြိုက်အယုတ်ကြီးနှစ်ခုကိုအမတ်တရအနေနဲ့လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆရာထူးကတော့တပည့်ကျော်တတဲ့ကိုဂုဏ်ပြုပေးခြင်းနဲ့စိတ်ကြောင့်နေမကောင်းတဲ့အကြကနေ family show ကိုတက်ရောက်ပြီး surprise gift ပေးပြီးဂုဏ်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်အရန်တန်မိုးကြီးတဲ့ပစ္စည်းမဟုတ်ပေမဲ့သူတို့ဆရာတပည့်နှစ်ယောက်အတွက်ကတော့မေးမရနိုင်တဲ့အမတ်တရဖြစ်နေမှအသေးချပါပဲကိုပြုစုပြိုးထောင်ပေးလိုက်တဲ့တပည့်မလေးရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးယုံတင်ကားနီးမှာတပည့်ကျော်တဲ့အကြိုက်လက်ဆောင်လေးပေးပြီးအမတ်တရဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်